တွေ့နေထားတယ်လို့လေနော်နေပါပါတယ်ဟဲ့ချူရီနဲ့လာထဲမှာတော့ချူရီပါပါတယ်နော်ခေမင်းရင်းနှီးစွာပြဖိတ်ကြပါတယ်နော်ဆိုရှင်ဆက်စားမယ်ထဲမှာတော့ဒီနေသားပါနော်ကျွန်တော်ကာလာလေးလည်းထည့်ထားပေးပါတယ်ဒီလိုတခြားနောက်ထပ်အမတ်တွေနော်အပုံထည့်ချင်တယ်ဆိုရင်ကျွန်တော်အပုံလည်းထည့်ပေးတယ်နော်ဇနီးမောင်နဲ့ပုံရှိတယ်ဆိုလို့ရှိရင်ရိုက်ထားတဲ့ပုံလေးထည့်လို့ရပါတယ်နော်ဒါဒီနေသားနော်ဒီရဒီနေသားပါဒီကောင်တော့ရှစ်ပတ်နော်မှုရတာရှိတယ်နော်ဒီကောင်မျိုးမှုရတာဆိုရှင်12ပတ်လောက်ရှိပါတယ်နော်12ပတ်ပါနော်ဒီကောင်တော့မှုရပါဘူးနော်ဒါတော့ရိုးရိုးစာရွက်ပဲဒါပေမဲ့သူလည်းရှစ်ပတ်ရှိပါနော်သူနောက်တစ်မျိုးကျတော့မှုရတယ်ဒါပေမဲ့12ပတ်လောက်ရှိတယ်နော်ကျွန်တော်တို့ဒီရတဲ့အသားလေးနဲ့ထူတယ်သူ့ရဲ့အသားလေးရင်မွေးသားလေးတော်လည်းမှုရဒါတော့ဒီပါရှစ်ပတ်ပါထိုင်းနိုင်ငံနဲ့ပို့ပေးပါတယ်နော်ကျွန်တော်စာတမ်းနေရှင်းပို့ပါတယ်လက်ရှိနဲ့တူတွေကျွန်တော်ဒီမှာလာပြီးစမ်းတွေ့ပြီးဆက်သွယ်လို့ရပါတယ်နော်